Hello အားလုံးမင်္ဂလာပါဒီနေ့တော့အသားငါးဟင်းတွေမစားချင်တဲ့သူတွေအတွက်တော့စိတ်လေးနဲ့စားလို့ကောင်းတဲ့မြေပဲဆန်ချက်နည်းလေးကိုလာမျှဝေပေးတာပါတက်တက်လို့သမားတွေလည်းစားလို့ရတဲ့အပြင်အကုန်ကြလည်းတက်တာတဲ့ဒီမြေပဲဆန်ချက်နည်းလေးကိုသိချင်တယ်ဆိုရင်တော့ဆုနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်မြေပဲဆန်အုံးစုကအစိတ်သားသုံးနာပါတယ်ဂရမ်နဲ့ဆိုရင်တော့400 gram ရှိပါတယ်အရင်ဆုံးတော့မြေပဲဆန်ပေါ်မှာရှိတဲ့ဖုံမုံလေးတွေတန့်စင်သွားအောင်လို့ရေတစ်ထပ်လောက်စီကြောထားပေးလိုက်ပါမယ်မြေပဲဆန်ကိုပုတ်ပြီးတော့တခြားလေးဆေးပြီးပြီဆိုရင်တော့ဒီရေထဲကနေဆယ်ထုတ်ထားလိုက်ပါမယ်တချို့ကမြေပဲဆန်ကိုလှော်ပြီးတော့အခွန်ချွတ်ပြီးတော့မှချက်ကြပါတယ်သူကတော့ဒီနေ့အခွန်လည်းမချွတ်တော့ဘဲနဲ့ဒီအစိမ်းတိုင်းလေးပဲချက်မှာဖြစ်ပါတယ်ဆေးရပြီးသားမြေပဲဆန်လေးတွေကိုကျိတ်ဆက်လက်ထည့်ပြီးတော့မှညက်အောင်ကျိတ်ထားပေးလိုက်ပါမယ်မညက်တညက်လေးကြိတ်ထားပေးခြင်းလည်းရပါတယ်တကယ်လို့ဆက်မရှိဘူးဆိုရင်လည်းလက်နဲ့ထောင်းထားပေးခြင်းလည်းရပါတယ်သူကတော့အခုလိုမျိုးအညက်လေးပဲတေချာလေးကြိတ်ထားပေးလိုက်ပါတယ်ကဲဒါဆိုရင်တော့ရပြီပေါ့နော်ဟင်းနဲ့ထည့်ဖို့အတွက်ကျက်သွန်နီနှလုံးကိုလည်းခပ်ပါလေးတွေလီထားပေးလိုက်ပါတယ်ကျက်သွန်နီနည်းနည်းပဲကြိုက်ရင်နည်းနည်းပဲထည့်လို့ရပါတယ်ကဲပြီးပြီဆိုရင်တော့ကျက်သွန်ဖြူ9မှ6မှလောက်ကိုလည်းဓာပြလေးရိုက်ပြီးတော့မှခဏနှုတ်လေးတွေဆင်းထားပေးလိုက်ပါမယ်ငရဲစုံနဲ့ထောင်းထားပေးခြင်းလည်းရပါတယ်နော်ပြီးရင်တော့စုကခရမ်းညင်သီးရဲ့အနှစ်များများလေးလိုချင်တာမို့လို့ခရမ်းညင်သီးကို9လုံးလောက်သုံးထားပါတယ်ဒီမြေပဲဆန်ချက်လေးကိုစိမ့်စိမ့်လေးပဲကြိုက်တယ်ဆိုရင်တော့ခရမ်းညင်သီးကိုရှော့ထည့်လို့ရပါတယ်စုကတော့အချင်းရတာလေးလည်းပအောင်လို့ခက်များများလေးသုံးလိုက်ပါတယ်နောက်ဆုံးမှာအုပ်ဖို့ရအတွက်လည်းငရုတ်သီးစိမ့်လေးတွေကိုလည်းခွဲထားပေးမယ်နနမင်းလေးကိုလည်းတစ်ခါလေးပြင်ဆင်ထားပေးလိုက်ပါမယ်ကဲဒါဆိုရင်တော့စုလို့စပြီးတော့ချက်ပါတော့မယ်အိုးရဲကိုစီထည့်ပြီးတော့စီပူလာပြီဆိုရင်တော့ကျွတ်တော်အနေနဲ့ဖြူကိုအရင်ဆုံးစီတက်ပေးပါမယ်ရောင်လေးနည်းနည်းလေးနွမ်းကြလာပြီဆိုရင်တော့ဆွနေမုံလေးနဲ့ငထည့်ပေးပါမယ်။ပြီးရင်တော့ကျွတ်တော်လေးလုံးဝနွမ်းပြီးတော့ရွှေအောင်လေးတန်းလာရင်ဒီကိုစီတက်ပြီးထားလိုက်ပါမယ်။စုကဒီနေ့ကျတော့မြေပဲဆန်နဲ့ခရမ်းညင်လေးကိုတစ်ခါရဲထည့်ပြီးတော့မှသူ့ဟာတူအနှစ်လေးကျသွားတဲ့အထိကိုတင်မှာဖြစ်ပါတယ်။စီလေးပြန်လာတဲ့အထိပေါ့နော်။ဒါကြောင့်စုကစီတက်တဲ့ထဲကိုမြို့ကြီးရောင်တဲမုံလေး3စုံတစ်ခါရဲထည့်လိုက်တယ်။ပြီးရင်တော့အားလုံးနှံတော့မှွေပေးလိုက်ပါမယ်။စုတို့တူးတက်တာမလို့တေချာလေးတော့မှွေပေးရပါမယ်။ပြီးပြီဆိုရင်တော့ခရမ်းညင်လေးထည့်ပြီးတော့မှစုတို့ခဏလောက်မှွေပေးလိုက်ပါမယ်။ခရမ်းညီသီးအနှစ်ကျတဲ့အထိစုကမချက်တော့ဘဲနဲ့ခရမ်းညီသီးလေးလည်းအနှစ်ကျမြေပဲဆန်လေးလည်းနှူးသွားအောင်လို့တစ်ခါရေးထည့်ပြီးတော့ပဲလုံးပြီးတော့တည်လိုက်မှာဖြစ်ပါတယ်။စုတို့မြေပဲဆန်လေးထည့်ပြီးဆိုရင်တော့2ချက်3ချက်လောက်နှံသွားအောင်မှွေပေးလိုက်ပါမယ်။ပြီးပြီဆိုရင်တော့စုတို့ရေထည့်မယ်ပေါ့နော်။ရေထည့်ပြီးတော့နည်းနည်းလောက်မှွေပေးလိုက်ပါမယ်။ရေကိုတော့မြေပဲဆန်နှူးအောင်ခရမ်းညီသီးလေးလည်းကြေဝအောင်လို့ခက်များများလေးတုံထားပေးလိုက်ပါတယ်။ပြီးရင်တော့ဟင်းရဲရတာအတွက်ရတာမောင်လေးထည့်ပါမယ်ကြက်သားမုံ3ကျင်လည်းရတယ်ပြီးရင်တော့စားလေးထည့်ပါမယ်အငံအတွက်တော့ငံပြရည်ကို3ကျင်လည်းရပါတယ်နော်သူကတော့တက်တက်လို့တမရအတွက်စားလေးနဲ့ပဲချက်ပြရတာပါကဲစုတို့အားလုံးနဲ့တော့မှွေပြီးဆိုရင်တော့ရေလေးမြုပ်အောင်ထည့်ပြီးတော့မှအဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်တည်ထားတဲ့အချိန်တော့အတွင်းမှာလည်းစုတို့အောက်ကကတ်မှာဆိုတဲ့အတွက်တစ်ချက်ခွင့်ကြည့်ပြီးတော့မှွေပေးရပါမယ်ရေမြများထည့်ထားတာဖြစ်တဲ့အတွက်ဒီရေတွေကလက်ကိုလာပေါက်ပြီးတော့မှအပူလောင်မှာတော့သတိထားပေးရပါမယ်ကဲဆိုပြန်ပြီးတော့အုပ်ပြီးတော့တည်ထားခဲ့လိုက်ပါမယ်အနှစ်လေးလုံးဝကျသွားပြီးတော့စီလေးပြန်လာတဲ့အထိတည်ပေးရမှာပါကဲဒီလိုနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဆိုတော့ခရမ်းညီသီးလေးကလည်းလုံးဝကြေပြီးတော့အနှစ်ကျနေပြီစီလေးလည်းပြန်နေပြီဆိုရင်တော့အရသာပေါငန်မြည်ကြည့်ပါမယ်အားလုံးအဆင်ပြေပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာနနမင်းနဲ့ငုပ်ဒီဇိုင်းလေးအုပ်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့အရန်စားလို့ကောင်းတဲ့မြေပဲဆန်ချက်ဟင်းလေးကတော့ရသွားပါပြီနောက်ထပ်လည်းဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစုရစလိုက်တင်ပေးနေမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ဗီဒီယိုအသစ်လေးအတွက်လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့အောင်နော်ကဲအခုဆိုရင်တော့စုရဲ့မြေပဲဆန်ချက်ဟင်းလေးကတော့ပြီးသွားပါပြီအသားငါးဟင်းတွေမလိုတော့ဘဲနဲ့ဒီဟင်းတစ်ခွက်တည်းနဲ့တောင်မှထမင်းစားလို့အရမ်းမိန်နဲ့မြေပဲဆန်ချက်ဟင်းလေးကအကုန်ကြလဲတသားတဲ့အပြင်သက်သက်သမားတွေလည်းစားလို့ရပါတယ်ကဲဒါဆိုရင်တော့ဆွေးရဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ